ယရနာနဲ့ဗန်ဒီတို့ရဲ့တောရင်းစွန်စားခန်းရဲရင်သောစူးစမ်းလေးလာသူယရနာနဲ့သူ့ရဲ့တစ္ဆာရှိတဲ့ခွေးလေးဗန်ဒီတို့ဟာမနက်စောစောကြောဖို့အိတ်ကိုပြင်ဆင်ပြီးစိတ်လှုပ်ရှားစွာနဲ့တောရဲကိုစွန်စားခန်းခရီးကိုစတင်ကြပါတယ်မတီတောက်ကြတဲ့စံရသလားယရနာနဲ့ဗန်ဒီတို့ဟာအလင်းတောက်နေတဲ့မှုကြီးတွေနဲ့တောက်ပတဲ့အလင်းရောင်တွေပြည့်နေတဲ့လျှို့ဝှက်တော်တစ်ခုကိုရှာတွေ့ပြီးဒီမော်ဆန်နဲ့တွေ့ရှိမှုကိုမျက်လုံးပြူးကျဲစွာနဲ့အံ့ဩကြည့်ရှုခဲ့ကြတာပေါ့မတီဒီတိုင်းနဲ့ကလေးလပါတမရင်းတလာလေးပြုတ်စွန်စားသူတငယ်ချင်းနှစ်ယောက်ဟာကြောက်တုံးလေးတွေကိုနင်းပြီးတောရဲကစီးဆင်းနေတဲ့ချောင်းလေးကိုဂယုတစိုက်ဖြတ်ကူးကြပြီးဗန်ဒီကပျော်ရွှင်စွာရေဖြန်းနေစဉ်ယရနာကရေမောနေရတာပေါ့ယရနာနဲ့ဗန်ဒီတို့ဟာသဘောကောင်းတဲ့တောတရိษံတွေနဲ့တငယ်ချင်းတွေဖွဲ့ကားအယောင်သွေးစုံနှက်လေးတွေနဲ့နူးညံ့သိမ်မွေးတဲ့တမင်တွေနဲ့တွေ့ဆုံပြီးသူတို့ဟာပျော်ရွှင်နေကြပါတယ်မတီတလပတ်တယ်မလားခင်ပါရီရှာခင်တယ်ကပတ်ကြတာကြတာတယ်ညနေနေဝင်ချိန်မှာယရနာနဲ့ဗန်ဒီတို့ဟာတစ်ပင်ကြီးအောက်တက်တောင့်တက်တာရှိတဲ့နေရာလေးတစ်ခုရှာတွေ့ပြီးအရွက်တွေကြားကထွက်ပေါ်လာတဲ့ရွှေရောင်နေဝင်ချိန်ကိုကြည့်ရှုကာပင်ပန်းပေမဲ့သူတို့ရဲ့အံ့ဩဖွယ်စွန်စားခန်းကြောင့်ပျော်ရွှင်နေခဲ့ကြပါတယ်မတီနေချပဲပတာကန်တယ်လားနေချပဲတတ်ပါကန်တယ်လား